ခါကြီးနေကြီးနေပေါ့နော်ဒါမွတ်စလင်တွေရဲ့နေကြီးနေပေါ့သူကဒီနေ့ဒီခါကြီးနေမှာမပါတာကြီးတွေမှာမပါမဖြစ်တော့အမဲသားဟင်းပေါ့နော်ဒါတော့သူတို့ရဲ့ဒီအဲ့ဒါလေးအမဲသားလေးစီပြလေးအမဲသားစီပြလေးတော့လုံးနေတယ်နော်အားလေးအမဲသားစီပြဟင်းလေးကမနေ့ဆယ်ရီစားကြနေစားလို့ရတယ်ဒါဒီလိုဖတ်ရဖြစ်နေတယ်ထိတ်ပါစားလို့ရတယ်ပေါ့နော်ဒီနာမည်လာဝင်တာလို့တော့ဒီကြီးစာကြီးရကလေးပါဒီနေ့နော်အဲ့ဒါလေးကမဲတာတူတယ်အားလေးမဲတာတူဒါလေးကတော့ခမနဲ့ထုံထားပါတယ်နော်ခမနဲ့ထုံထားတယ်ဒီဟာလေးကတော့ဒါလေးကတော့ခောက်ဆွဲတုံးတယ်ပေါ့နော်စားကန်မှာခောက်ဆွဲတုံးမယ်ဒီဟာလေးကငါးဟင်းကိုချင်းညာဆက်ကလေးပေါ့နော်ကလော်ဒီလေးရဲ့ရှင်မောင်ရုပ်လေးနဲ့ထည့်ထားတယ်ဆိုတော့ချင်းညာဆက်ကလေးမဟုတ်ဘူးအချင်းညာဆက်ကလေးအခုရက်ကဒါရင်ရက်တဲ့လူတွေအတွက် share ပဲပေါ့နော်မနေ့ကဆယ်ရီစားဖို့လည်းအဆင်ပြေတယ်ချင်းညာဆက်ကလေးငါးဟင်းကိုတို့ဒါကတော့ခောက်ဆွဲတုပ်ပြီးဒါကတော့ကလေးတွေရဲ့အကြက်တောင်မှန်လေးကြော်ပေးမယ်ပေါ့နော်ကြော်လိုက်ပါအောင်မယ်ဒီထူးမင်းမြန်လေးဆိုတော့ဝါဆောင်ကြတယ်ပေါ့နော်တချို့က3လုံးလုံးတချို့က3ရက်ဥပုသ်ဆောင်တယ်တချို့က1ရက်ဥပုသ်ဆောင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေမှာဒါကလေးတွေကဝါဆောင်လဲဆိုရင်မုံလေးတွေအဲ့လိုလုပ်ပြီးပြပါတယ်ပဲသားလုံးတာပတ်စီပြန်တော့အခုဒီထည့်ပြီးဒီလေးခံချမယ်ပေါ့နော်မနေ့လေးကလည်းမွေးနေကိုပဲထိုးလိုက်တယ်ခမနဲ့စားကြတယ်လို့စားပါတော့ခမနဲ့လေးစားကြတယ်ပါလို့ခမနဲ့ထိုးလိုက်တယ်ပမာပြီးလဲလွမ်းပြီပေါ့နော်အဲ့လိုဒီလေးနဲ့လည်းစားလို့ရတယ်ခမင်းနဲ့စားလို့ရတယ်ဒါကတော့မဖြစ်မနေပါတယ်ခင်ဗျာအဲ့တော့ကလေးတွေချက်ကြော်လေးဒါလေးကတော့အတုပ်ချင်းကစက်လေးတုံးမယ်ဟင်းမျိုးလေးနဲ့ပေါ့နော်အဲ့လိုကျွန်မပြလိုက်တဲ့ငါးဟင်းတိုးလေးနဲ့ကဲအပါလိုက်ရှင်ဒီနေ့ကတော့စားကြပါအောင်လို့မပြောတော့ဘူးကဲကြည့်ပြီးတော့တရားချင်းကျေးဇူးတင်ပါတယ်ဒါလေးကြော်လိုက်